alcohol in จานมันนะฉันน่าสอดบาดาตุนีกูมองมาปองดูကျွန်တော်တို့အောက်တိုဘာအထူးသာသနာပြုလာဟာလွန်ခဲ့တဲ့2019ဒီဇင်ဘာ3ကလေးကကျူတင်ပြီးတော့ရာမင်းကြီးကကဘာကိုကြီးညာခဲ့တယ်အဲ့တော့ဒီအောက်တိုဘာလမှာကျွန်တော်တို့ဟာကုနီကူဟန်လေးနဲ့အိမ်မာမိသားစုအစင်းနဲ့ပတိစေပြီးတော့သာသနာပြုသူများအတွက်ဆူတောင်းပေးတာတို့အလှူထဲတာတို့ပဲရစ်အဆင့်ဇုံနယ်အဆင့်missionary man ကိုလွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကခုနှစ်အဖြစ်တော့1919နိုဝင်ဘာ20မှာယာမင်းကြီး15ချိန်မြောက်ဘယ်နဒိတ်ကနေပြီးမှလူသားတို့ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့သာသနာပြုစာချုပ်တော်ကိုရေးခဲ့ခြင်းရဲ့နှစ်တရာပြည့်တဲ့အထိတ်မှလို့လဲဆိုပါတယ်အဲ့ဒါကိုပြန်ပြီးတော့စမ်းသစ်တဲ့အနေနဲ့ဒီမကုံမဆုံးနိုင်တဲ့လူသားတို့ကယ်တင်ခြင်းသာသနာပြုခြင်းကိုယာမင်းကြီးစင်သူမြတ်ဖရန်စစ်ကနေကျွန်တော်တို့ကိုဆော်ဩပြီးမှတကဘာလုံးတိုင်းတာနဲ့ဆင်နွှဲနေကြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လူသားတို့ရဲ့ကယ်တင်ခြင်းအကြောင်းကိုကဘာအနှံ့ပြောရမယ်ဆိုတဲ့ခြေညာဟောပြောရမယ်ဆိုတဲ့ခရစ်တော်ရဲ့အမှားစကားဟာယုံကြည်သူတိုင်းရဲ့နှလုံးသားထဲမှာဆွေဆွေမြဲမြဲလက်ကျန်ဖြစ်ပါတယ်နေ့စဉ်လှုံ့ဆော်နေတဲ့အတန်လည်းဖြစ်ပါတယ်ကြီးမားတဲ့တာဝန်အဖြစ်နဲ့အမွေနဲ့စကားထားခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအထူးသာသနာပြုလဖြစ်တဲ့အောက်တိုဘာရဲ့မိုတိုဟာ baptized and sent စေတကြီးခံပြီးတဲ့သူတိုင်းဆက်လွတ်ခြင်းခံခဲ့ရတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာဒီအထူးလိုအပ်နေတဲ့ခရစ်တော်ရဲ့ဒုက္ခစရိယာလေဝကတိုင်းပေါ်မှာတည်ခံခြင်းနဲ့အတူရှင်ပြန်ထမြောက်ခြင်းတည်ဟူသောသူရဲ့ကယ်တင်ခြင်းဟာကျွန်တော်တို့ရဲ့လူသားများဘဝနဲ့ဖတ်ဆက်စွာဖြင့်ဒီနေ့အသင်းတော်ဟာကြုံညာနေစေသရင်ကောင်းကိုဟောပြောနေစေဖြစ်ပါတယ်အချင်းအားဖြင့်နှစ်တရာတိုင်းနာတော်လဲနောက်ကိုဆိုပြီးပြောမယ်ဆိုရင်ခရစ်တော်တက်တော်ထင်ရှားစိတ်ကလေးကဒီနေ့တိုင်အောင်ဒီသရင်ကောင်းဟာဆက်လက်ပြီးတော့ကျင့်ညာဟောပြောနေစေအချင်းအားဖြင့်ဆွန့်တစ်ချီတော်လဲဒီမီရှင်ဟာအင်မတန်မှခြေပြန့်တဲ့တဘာဝရှိတာကြောင့်ဒီနေ့သာသနာပြုခြင်းဟာအဆအလိုပဲစက်ခါအသင်းတော်ကပြန်ပြီးတော့မွမ်းမံပြီးကြွေးကြော်ပြီးလှုံ့ဆော်ပြီးသူရဲ့ယုံကြည်သူဖျားသားသမီးတို့ကိုအားပေးအားမြောက်လျက်ရှိနေပါတယ်ဒါကြောင့်မလို့ဒီအောက်တိုဘာလမှာဆောင်ရွက်လာခဲ့တဲ့မြတ်ဖော်ဆောင်လာခဲ့တဲ့မြတ်လှုပ်ရှားမှုဆူတောင်းခြင်းလှူဒါနပြုခြင်းမိစ္ဆတရားတော်မြတ်မှာပူဇော်အနံ့ခြင်းတွေအားလုံးဟာမကြခင်မှာကျွန်တော်တို့အောက်တိုဘာလဟာကုံဆုံးသွားတော့မှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့စီရင်စုကိုစီခြေရွာကိုစီတိုင်းတာကိုစီလေးမှာတတ်နိုင်ဆုံးသောအပိတ်အခမ်းအနားလေးကိုလုပ်ကြပါစို့ကောင်းဆုံးသောအခမ်းအနားဒီเจ้าတွေကိုသွန်သင်ဟောပြောရင်းနဲ့ဒီအပိတ်ကိုရဟန္တာသူတော်သူမြတ်တို့ရဲ့ဖွင့်နေ့ဖြစ်တဲ့နိုဝင်ဘာ3ရက်မှာပဲကျွန်တော်တို့အပိတ်ကိုပြုလုပ်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ Radio Veritas Asia alcohol in จานมันนะ